အဖွင့်မြင်ခွင်မြို့ပြရဲ့မောင်ကြီးပြိုးစဉ်မိုးသက်လေးဦးကြာရောက်နေရဲ့အုတ်ဝတ်အမျိုးကလေးရဲ့ညာဟာအေးဆက်တိတ်ဆိတ်နေပါတယ်မြို့စွန်ကရှေးဟောင်းတင်ကြီးတဲ့အိမ်ရဲ့အပေါ်ထက်စာကြီးတိုက်ခန်းထဲမှာတော့မီးအောင်မိန်လေးလင်းနေပါတယ်အဲ့ဒီအခန်းထဲမှာမြို့ရဲ့အချမ်းသာဆုံးရှေးဟောင်းပစ္စည်းစုဆောင်သူဦးဖုံးမြင့်ဟာသူ့ရဲ့ခန်းလာတဲ့တစ်သားစပွဲကြီးပေါ်မှာမှောက်လျက်သားအသက်ပြောင်နေပါတယ်စုံထောက်မင်းခန့်ရောက်လာတဲ့အချိန်မှာရဲရာရှိတွေဟာအခန်းတကားကိုဖျက်ဆီးပြီးဝင်ထားကြပြီးပါပြီ။ပိတ်မိနေတဲ့အခန်းပြစုံထောက်တကားကအတွင်းကနေကြက်ထိုးထားလာလူရဲရာရှိတယောက်ကတိုးတိုးလေးပြောလိုက်ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုစစ်ဆေးခြင်းမင်းခန့်ဟာအခန်းထဲကိုဖြည်းဖြည်းချင်းလမ်းဝင်လိုက်ပါတယ်။လီဒူထဲမှာရှေးဟောင်းစာလုံးနဲ့လက်ဖက်ရည်နဲ့ခတ်တင်းတင်းရောထွေးနေတယ်။သူပထမဆုံးတတိပြုမိတာကတော့ဦးဖုံးမြင့်ရဲ့လက်ကဝက်ကနိုင်ပါ။နိုင်လက်တံတွေက12နာရီ9မိနစ်မှာတောင့်တင်းစွာရက်တက်နေတယ်။စပွဲပေါ်မှာတော့လက်ဖက်ရည်ကွက်နှခွဲရှိနေပါတယ်။တစ်ခွက်ကအကြေနီးပါနောက်တစ်ခွက်ကတော့တဝက်လောက်တောက်ထားပြီးသားပါ။ကျန်းဖင်ပေါ်မှာတော့အဖိုးတန်ရှေးဟောင်းနေနာရီတစ်ခုဟာအပိုင်းပိုင်းအဆအဆကွဲအပ်လျက်ကြာနေပါတယ်။နေနာရီတဲ့အချွန်လေးကတော့တကားဝနာအထိလွင့်စင်နေတာကိုမင်းခန့်ကမြင်ဖြစ်အောင်မြင်လိုက်ပါတယ်။တန်တရားရှိသူများနဲ့လူဝက်ချများမင်းခန့်ဟာမြူးရှိခန်းမှာစုဝေးနေတဲ့တန်တရားရှိသူ3ဦးကိုအကဲခတ်လိုက်ပါတယ်။တစ်ဦးနေလင်းခြံဆောင်ရအသားညူယိုလူကောင်ကြီးနဲ့အမျိုးသားကြီးဟာခေါင်းငုံထားပါတယ်။သူ့ရဲ့ရေဆိုးနေတဲ့ဖနက်ပေါ်မှာနီညိုရောင်ရွှေစေးပေချနေလားဟာဒီခြံတဲကမြေစားမျိုးမဟုတ်ဘူးဆိုတာမင်းခန့်သိလိုက်ပါတယ်။နှစ်မနင်းအိမ်အကူသူမဟာမျက်နှာဖြိုးပြော့နေပြီးလက်တွေကတုံရင်နေပါတယ်။သူမရဲ့လေပင်မှာအသစ်ဆက်ဆက်ဝဲထားပုံရတဲ့ရွှေဆွဲချိုးတမြန်ကမီးဆိုင်အလင်းအောက်မှာတောက်ပါနေတာကိုမင်းခန့်ကမြင်ဖြစ်အောင်မြင်လိုက်ပါတယ်။၃ကိုကျော်သူတော်ဆက်သူရကျွန်တော်တင်ညာလုံးအပြင်မှာတငယ်ချင်းတွေနဲ့ဖဲရိုက်နေတာပါလို့သူကခတ်တင်းတင်းပြောလိုက်ပါတယ်။ဒါပေမဲ့သူ့အင်ကြီးလက်ဖျားကအမြင့်အပြာရောင်အစစ်တပေါက်လေးတွေကိုတော့သူဖုံးကွယ်ဖို့မေ့နေပုံရပါလေ။အလှည့်ပြောင်းမင်းခန့်ဟာစပွဲပေါ်ကလက်ဖက်ရည်ကွက်ကိုတတ်မီးနဲ့ထိုးကြည့်လိုက်ပါလေ။ဒီမှာကြည့်စမ်းတကြားတွေကအကြီးမပြိုပဲခွက်အုပ်ချီမှာပုံနေတယ်လို့သူကရည်ရွတ်လိုက်တယ်။လက်ဖက်ရည်ကအေးဆက်နေုံတင်မကဘူး။ဒါဟာရေအေးနဲ့ဖြော်ထားလာတယ်။သူကအားလုံးကိုလှည့်ကြည့်ပြီးအေးဆက်စွာကြော့လိုက်ပါတယ်။ဒီညမှာလူတက်မှုတစ်ခုတင်မဟုတ်တော့ဘူး။ရာဇဝတ်မှု3ခုဖြစ်ခဲ့တာပါ။ကိုကျော်ခညားဦးလေးမရှိကတေတန်းစာကိုခိုးပင်ဖို့အခန်းထဲဝင်ခဲ့တာပါ။အဲ့ဒီအမြင့်အဆွက်တွေကတက်သေးတယ်။ဒါပေမဲ့ခညားရောက်တဲ့အချိန်မှာဦးလေးကတေနေပြီဆိုတာသိတော့ခောက်ပြီးပြန်ထွက်ပြေးခဲ့တာ။ဦးနေလင်းခမည်းကတော့ဦးဖုံးမြင့်ခိုင်းတဲ့အတိုင်းတားမြစ်ထားတဲ့တင်ကြိုင်းဟောင်းကရှေးဟောင်းသစ္စည်းတွေကိုတွားတူပေးနေတာပါခမည်းပြန်လာတဲ့အချိန်မှာအခန်းဝမှာတခုခုမြင်ခဲ့ရမဟုတ်လားဦးနေလင်းကတုံတုံရင်ကဝင်ခံလိုက်ပါဟုတ်ပါတယ်မင်းလက်ဖက်ရည်ကွက်ကိုယူပြီးအခန်းကထွက်လာတာကျွန်တော်မြင်ခဲ့ပါတယ်ဇက်သိန်းအမှန်တရားရဲ့မျက်နှာစာတရားခံကမနှင်းပါတယ်လို့မင်းခန့်ကအတီးပြုတ်လိုက်ပါတယ်မင်းဟာဦးဖုံးမြင့်စီကရွှေတွေကိုခိုးယူထားတာမိသွားတဲ့အတွက်သူ့ကိုအစိတ်ခတ်တက်ခဲ့တာသူမကလက်ဖက်ရည်ကိုရေအေးနဲ့ဖြော်ပြီးအစိတ်ထည့်ခဲ့တာဒါကြောင့်တကြားတွေကမပျော်တာပေါ့သူမကဦးဖုံးမြင့်တေးဆုံးချိန်ကိုလွှဲမဆအောင်နာရီကို12နာရီ9မိနစ်မှာတမန်ရက်တန့်စေခဲ့တာအပိတ်ခံလွှဲချစ်ကတော့သူမဟာဦးဖုံးမြင့်ရဲ့ရွှေဟောင်းနေနာရီကိုတုံးခဲ့တာပါနေနာရီရဲ့အချွန်မှာငားမြကျိုးချီပြီးတကားချက်ကိုတန်ပန်းကြားကနေဆွဲချိုက်ပိတ်ခဲ့တာဒါပေမဲ့သူမဂျိုးကိုပြန်ဆွဲတဲ့အချိန်မှာနေနာရီကပြုတ်သွားပြီးကွဲသွားတာကိုသူမသတိမထားခဲ့ပါဘူးမနီးဟာရုန်းကန်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာတော့ကျန်းဖြင်ပေါ်ဒူးထောက်ကြပြီးအပြစ်ကိုဝန်ခံလိုက်ပါတော့တယ်စုံထောက်မင်းခန့်ကတော့အင်ကြီးရဲ့အပြင်ဘက်ကမိုးဖွဲဖွဲလေးတွေတဲကိုတိတ်ဆိတ်စွာပဲလမ်းထွက်သွားပါတော့တယ်